အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒီတစ်ဝက် vlog လေးရိုက်ပြသွားမှာပါလိုက်ကြည့်လိုက်ပါအခုပထမဆုံးတော့အိမ်မရှိအပင်လေးကိုလိုက်ပြမှာလိုက်ကြည့်ပါ Let's go Okay အခုကတော့ဒါတော့ကျော်စင်တီဝီပြင်နေတယ်ပါဒါတော့ပြူထားပါဒါတော့ဘာပဲလဲဆိုတော့ဘာပဲလေးလဲရှမ်းပိတ်စိမ့်ပြီးလေးပါရမှုပါမှုကြည့်ရမှုပါတယ်Okay ခုပြမရတော့ကြောက်စိတ်တွေဝေပင်နေရတော့များဆဆရှိပါတယ် Okay ဒါလေးကတော့ကျွန်မအရင်နှစ်နေရာကျွန်မစိုက်ထားတယ်ဒီမော်ပင်လေးပါဒါတော့ပန်းပင်ပါဘာပန်းပင်လဲမသိပါဘူးဒီပန်းပင်ရဲ့မျိုးပါပဲဒါလေးရကြတော့ Okay တော့ကျော်စင်းတူဝေပင်နေပါပဲမြင်ခိုက်ကဟိုအပေါ်မှာကသမာပင်ရှိပါတယ်။ပါတယ်ဟိုးနာမှာတွေ့ရလားမသိပါဘူး။ဒီပင်ကကြတော့မကပေရိုးဒီအပင်ပါ။ဒါတော့တရားသေးလေးတွေပါ။ကဲဒီခေါင်းရင်းမှာကတော့နှင်းသီးပင်ရှိပါတယ်။ဒီကတော့မသိသေးပါဘူးတော့ပူနေပါပြီ။အပင်လေးတွေကိုလိုက်ပြပြီးဆိုတော့ bye 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 see you next video bye bye